ဟုတ်ကဲ့အားလုံးကိုရှလော့မြန်မာမီဒီယာကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကျွန်တော်တို့ဗျာဒိတ်ချာခန်းချင်းနဲ့ခန်းချီ3မှာတွေ့ရတဲ့အသင်းတော်9ပါးထဲကနေ6ပါးမြောက်အသင်းတော်ဖြစ်တဲ့ဖိလဒေဖီမြို့မှာရှိတဲ့အသင်းတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အတူတူကပြန်လည်ပြီးတော့လေ့လာဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗျာဒိတ်ချာခန်းချီ3အပိုင်းငယ်10ကိုကျွန်တော်အတူတူကဖတ်ရအောင်အကြောင်းမူကားတင်ဒီအနှဲငယ်သောခွန်အားရှိတဲ့နဲ့ငါဤနှုတ်ပတ်တော်ကိုစောင့်ရှောက်ခဲ့ပြီနော်ဆိုတော့ဒီအသင်းတော်တွေတခင်ဖရားရဲ့ message ကတည်င်းစကားကပါလေဆိုတော့ဒီအသင်းတော်ဟာအပြင်ပန်းရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာအားနည်းလျက်ရှိတဲ့ခွန်အားနည်းသောအသင်းတော်ဖြစ်တယ်ဒါပေမဲ့နှုတ်ပတ်တော်ကိုစောင့်ရှောက်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့တခင်ဖရားရဲ့ရှေ့မှောက်မှာကျေနပ်အားရသောအသင်းတော်ဖြစ်ပါတယ်ဆိုတော့ဒီအသင်းတော်မတိုင်ခင်မှာလုံခဲ့တဲ့ရက်တုံးမှာကျွန်တော်တို့ကဆွေးနွေးခဲ့တဲ့တာတိမြို့ရဲ့အခြေအနေနဲ့ဆိုတော့ပြောင်းပြန်ဖြစ်တယ်ဆိုတော့တာတိမြို့ဟာဆိုရင်တော့အပြင်ပန်းတရာတော့အရမ်းပဲနိုးထားတယ်အရမ်းပဲfacility ပိုင်းဆိုင်မှာရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာအရမ်းပဲချမ်းသာကြွယ်ဝတဲ့မြို့ချမ်းသာကြွယ်ဝတဲ့အသင်းတော်ဖြစ်နေပေမဲ့အတွန်းထဲမှာကြတော့ဘာဖြစ်လဲဆိုတော့တည်နေတဲ့အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။ Okay ဆိုတော့ဒီPhiladelphiaမြို့နဲ့ပတ်သက်ပြီးတော့ကျွန်တော် background လေးကျွန်တော်အနေငယ်လေးလေ့လာကြရအောင်။ဆိုတော့ဒီမြို့ကိုတည်ထောင်တဲ့လူကဘာတူလဲနော်။ပေရကန်ရှင်ဘီယင်နော်ပေရကန်မြို့ကိုအုပ်ချုပ်တဲ့ရှင်ဘီယင် Attalus II ဆိုတဲ့ရှင်ဘီယင်ကနော်ဒီ Philadelphia မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာဒီမြို့ကိုPhiladelphiaမြို့ဆိုပြီးတော့အမည်ခေါ်တွန်းတာဖြစ်ပါတယ်အကြောင်းကဘာလဲဆိုတော့သူ့အညီပေါ်မှာထားရှိတဲ့ချစ်ချင်းမြတ်တာသူ့ညီကိုသူအင်မတန်မှချစ်တဲ့အတွက်ကြောင့်သူ့အညီပေါ်မှာထားရှိတဲ့မြတ်တာတရားကိုဖော်ကျူးတဲ့အနေနဲ့သူသိမ်းပိုက်တဲ့ဒီမြို့ကိုPhiladelphiaမြို့ဆိုပြီးတော့ချစ်ချင်းမြတ်တာဆိုတဲ့မြို့နဲ့ဒီမြို့ကိုအမည်တွင်ခဲ့တယ်ဆိုတာပေါ့နော်ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီမြို့ဟာဆိုတော့တင်းငယ်တဲ့မြို့ဖြစ်တယ်နော်အင်မတန်မှအေးချမ်းသာရတဲ့မြို့ဖြစ်တယ်နော်စီးပွားရေးတွေပိုင်းဆိုင်ရာမှာတော့အလောက်ထိတိုးတက်မှုမရှိဘူးနော်ဒီမြို့ဟာဆိုတော့တင်းငယ်မြို့ငယ်လေးဖြစ်တဲ့အတွက်ကြောင့်အဓိကတော့ဒီစိုက်ပျိုးရေးတို့မွေးမြူရေးတို့အထူးသဖြင့်ဒီဝိုင်းပေါ့နော်ဒီ spit wine တို့ထုတ်လုပ်တဲ့မြို့လေးဖြစ်တယ်ဆိုတော့ဒီမြို့ကအရန်ပဲအေးချမ်းသာရယုံတာမကပဲနဲ့စစ်တပ်တွေမရှိဘူးနော်ရန်သူတွေကတိုက်ခိုက်တဲ့အချိန်မှာပြန်ပြီးခုခံတဲ့စစ်တပ်တွေလည်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့အင်မတန်မှအေးချမ်းတဲ့မြို့လေးဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီကျွန်တော်တို့နောက်ပိုင်းဆိုတော့ဒီတာကီလူမျိုးတွေတူရကီလူမျိုးတွေပေါ့နော်တာကီလူမျိုးတို့အစ္စလာမ်တွေကဒီအေရှာမိုင်နာတကြောကိုသူတို့တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာအသင်းတော်မြောက်များစွာလည်းသူတို့ဖျက်ဆီးတယ်ခရီးယန်တွေမြောက်များစွာလည်းသူတို့တပ်ဖြတ်တယ်နောက်မြို့ရွာတွေလည်းသူတို့များစွာဖျက်ဆီးသိမ်းပိုက်ခဲ့တယ်ဆိုတော့အဲ့ဒီလိုမျိုးဖျက်ဆီးတဲ့အချိန်မှာဒီ Philadelphia မြို့မှာရှိတဲ့အသင်းတော်ဟာဆိုတော့နောက်ဆုံးသောခံတပ်အဖြစ်နော်ခရစ်တော်အတွက်မရက်တည်တဲ့အသင်းတော်ရက်တည်တဲ့မြို့ဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်Okay ဆိုတော့ကျွန်တော်တို့ဒီအသင်းတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ချက်ကလေးဆက်ပြီးတော့လေ့လာရအောင်အပိုင်းငယ်ခုနှစ်မှာเนาะဒါဝိမင်း၏တကားတော့ကိုကင်တော်သူအဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်၍အဘယ်သူမျှမဖွင့်နိုင်အောင်ပိတ်ထားတော်သူ၏အမိန့်တော်ကလို့ပြောပါတယ်ဆိုတော့ကျွန်တော်ဓမ္မဟောင်းခက်မှာရှင်မြင်းဒါဝိဆိုတာကဣသရေလတမိုင်းထဲမှာဆိုတော့အောင်မြင်ဆုံးသောရှင်ဘုရင်ဖြစ်တယ်အင်မတန်မှချမ်းသာကြွယ်ဝတဲ့ရှင်ဘုရင်ဖြစ်တယ်နှစ်ပေါင်း40ပတ်လုံးဒီအောင်မြင်စွာနဲ့ဒီဣသရေလနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ရှင်ဘုရင်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရှင်ဘုရင်မှာချမ်းသာကြွယ်ဝမှုတွေကလည်းပြောမကုန်နိုင်လောက်အောင်အင်မတန်မှချမ်းသာတဲ့ရှင်ဘုရင်ဒါဝိမင်းကြီးဖြစ်တယ်ဆိုတော့သူ့ရဲ့အိမ်တကားတော့နော်သူရဲ့နန်းတော်တော့ကိုဘသူကဂိုင်ဆောင်ခွင့်ရတယ်လေဆိုတော့ကျွန်တော်တို့ဟေရှာယအခန်းကြီး20အပိုင်းငယ်20ကနေကျွန်တော်22ကိုကျွန်တော်ကြည့်မယ်ဆိုတော့ဟီလခီရဲ့ဒါအီလီယာဂိန်ဆိုပြီးတော့ဖော်ပြထားတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့အဲ့ဒီအီလီယာဂိန်ကရှင်ဘုရင်ဒါဝိဒ်ရဲ့ယုံကြည်စိတ်ချရတဲ့
ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အိမ်တကားသောအလုံးစုံတို့ကိုအနှံထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူကနန်းတော်တကားဖွင့်မှသာလျှင်တခြားလူတွေကဝင်ထွက်သွားလာလို့ရတာဖြစ်တယ်သူကပိတ်ထားပြီဆိုတော့ဘယ်သူမှဝင်ခွင့်မရှိဘူးဆိုတာတွေ့ရတယ်ထို့နဲ့၎င်းပဲเนาะကျွန်တော်တို့ဒီကျမ်းစာဓမ္မသစ်ပိုင်းရောက်လာတဲ့အချိန်မှာသခင်ယေရှုခရစ်တော်လက်ထက်နောက်ပိုင်းမှာဆိုတော့သခင်ယေရှုခရစ်တော်ကိုဖခင်သခင်ကအခွင့်အာဏာပေးထားပါတယ်သခင်ယေရှုခရစ်တော်မှာတပါတခြားသောလမ်းခရီးမရှိပါကောင်းကင်နိုင်ငံကိုသွားတဲ့လမ်းခရီးဟာဆိုတော့သခင်ယေရှုခရစ်တော်တပါးမှာတာလင်ရှိတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်အဲကြောင့်ယေရှုခရစ်တော်ကငါဒီလမ်းခရီးဖြစ်တယ်တမန်တရားဖြစ်တယ်အသက်လည်းဖြစ်တယ်ကောင်းကင်နိုင်ငံကိုသွားတဲ့လမ်းခရီးဟာသခင်ယေရှုခရစ်တော်တပါးပေးတာလင်ကောင်းကင်နိုင်ငံရဲ့တကားတော်ကိုဖွင့်နိုင်တယ်ပိတ်နိုင်တယ်ဆိုတာကျွန်တော်တို့ဒီမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့အပိုင်းရဲ့ရှစ်ရဲ့အဆုံးပိုင်းလေးကျွန်တော်ဆက်ပြီးတော့ကြည့်ရအောင်အကြောင်းမူကားသင်ဒီအနှဲငယ်သောခွန်အားရှိတဲ့နဲ့ငါဤနှုတ်ပတ်တော်ကိုစောင့်ရှောက်ခဲ့ပြီဒီဖိလိပ္ပိမြို့ရဲ့မှာရှိတဲ့အသင်းတော်ရဲ့အဓိက message ကအဲ့ဒါပဲဖြစ်တယ်เนาะအနှဲငယ်သောခွန်အားရှိတယ်အပြင်ပန်းတရာမှာဒီအသင်းတော်ကဆင်းရဲတဲ့အသင်းတော်ဖြစ်တယ်เนาะအထင်ကြီးစရာမရှိတဲ့အသင်းတော်ဖြစ်တယ်လူနည်းတဲ့အသင်းတော်ဖြစ်တယ်နော်ဟုတ်ပြီကျွန်တော်တို့အသင်းတော်ဆိုတာပါလေနော်အသင်းတော်ဆိုတာကကျွန်တော်တို့တခါတည်းစိတ်ထဲမှာတန်းပြီးတော့မြင်တဲ့အရာကအဆောက်အဦပဲဖြစ်တယ်နော်ဒါမဲ့ကျမ်းစာရဲ့သဘောတရားကိုကျွန်တော်ကြည့်တဲ့အချိန်မှာအသင်းတော်လို့ပြောလိုက်တာ ਨੇ ယုံကြည်သူတွေပဲဖြစ်တယ်နော်ဥမာအေဖက်မြို့မှာရှိတဲ့အသင်းတော်ဆိုရင်တော့အေဖက်မြို့မှာရှိတဲ့ယုံကြည်သူတွေပဲဖော်ပြခြင်းဖြစ်တယ်အဆောက်အဦကိုဖော်ပြတာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲအဲ့ဒီကာလတုန်းမှာနော်ကန်ဥခက်ကာလတုန်းမှာအသင်းတော်လို့ပြောလိုက်တာ ਨੇ နော်ယုံကြည်သူတွေပဲပြောခြင်းဖြစ်တဲ့အတွက်ကြောင့်နော်အဆောက်အဦတွေကကြတော့တနေရာနဲ့တနေရာပြောင်းသွားနိုင်တယ်နော်သူတို့မှာကခိုင်မာတဲ့အဆောက်အဦတွေရှိချင်မှရှိမယ်နော်သူတို့တွေကဒီပတ်ဒီမှာဖျားရှိခိုးတယ်နောက်တစ်ပတ်ဟိုမှာဖျားရှိခိုးတယ်နောက်တစ်ပတ်ကျဟိုဖက်မှာဖျားရှိခိုးတယ်ဆိုတော့လှည့်ပြီးတော့လှည့်ဝတ်စွာနဲ့ဖျားရှိခိုးတယ်နော်ဆိုတော့အသင်းတော်လို့ပြောလိုက်တာ ਨੇ အဲ့ဒီအဆောက်အဦတွေကိုပြောချင်တာမျိုးပဲနဲ့ယုံကြည်သူတွေပဲပြောချင်တာဖြစ်တယ်ဆိုတော့အသင်းတော်တပါးအောင်မြင်တယ်ဒီအသင်းတော်ကအရမ်းပဲနိုးထားတယ်ဆိုတာကိုရောကျွန်တော်တို့ဘယ်လိုနည်းနဲ့တိုင်းတာလေးရှိတယ်လဲဘယ်အရာတွေကိုကျွန်တော်ကြည့်ပြီးတော့ဒီအသင်းတော်ကတော့အရန်အောင်မြင်တယ်လို့ကျွန်တော်တို့ဘယ်လိုနည်းနဲ့တိုင်းတာလေးရှိတယ်လဲကျွန်တော်ပတ်ဝန်းကျင်ခရိယန်တွေကိုကျွန်တော်ကြည့်တဲ့အချိန်မှာဘယ်တော့အဆုံးအပြင်ပန်းတရံကိုကြည့်တယ်ဒီအသင်းတော်ကကျတော့အရန်ပဲကြီးတယ်ဒီအသင်းတော်ရဲ့ facility တွေကအရန်ပဲကောင်းတယ်air con တွေနဲ့projector တွေကလည်းအရန်မိုက်တယ် wow sound system တွေအရန်ပဲကောင်းတယ် wow သူတို့ရဲ့ station တွေကအရန်ပဲခန့်ညားတယ်wow လူဦးရေကလည်းမဆိုးဟာဆိုတော့ညင်နေရတဲ့အရာတွေညင်နေရတဲ့ရုပ်ဝတ္ထုတွေကိုပဲကျွန်တော်တို့ဘာဖြစ်လဲကြည့်ပြီးတော့ဒီအသင်းတော်ကတော့အောင်မြင်တယ်ဒီအသင်းတော်ကတော့နှိုးထားတယ်နော်သူတို့အသုံးပြုတဲ့ music instrument တွေကိုအခြေခံပြီးတော့ဒီအသင်းတော်ကနှိုးထားတယ်လို့ကျွန်တော်တို့ကထင်တတ်တယ်တကယ်တမ်းနော်အသင်းတော်တစ်ခုရဲ့နှိုးထားခြင်းဒီအသင်းတော်ရဲ့အောင်မြင်ခြင်းဆိုတာကသခင်ဖခင်ကသခင်ကအဲ့အသင်းတော်ရဲ့အပြင်ပန်းတရာရဲ့အခြေအနေကိုကြည့်ပြီးတော့တိုင်းတာလေးမရှိဘူးနော်ဒီအသင်းတော်ဟာတမန်တရားဖက်မှာမရက်တည်တဲ့အသင်းတော်သလားအသင်းတော်ဖြစ်နေသလားဧဝံဂေလိသာသနာပြုအသင်းတော်ဖြစ်နေသလားနော်တမန်တရားဖက်မှာရက်တည်ပြီးတော့စောင့်ရှောက်လိုက်နာတဲ့အသင်းတော်ဖြစ်နေသလားနော်အဲ့ဒီအရာများပုံမှာပဲသခင်ဖခင်ကအသင်းတော်ကိုဘာဖြစ်လဲတတ်မှတ်ထားတာဖြစ်တယ်နော်ဆိုတော့ဒီဖိလိပ္ပိမြို့မှာရှိအသင်းတော်ကရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာအားနည်းနေပေမဲ့သခင်ဖခင်ကတော့သခင်ဖခင်ရဲ့ရှေ့မှာတော့နိုးထားတဲ့အသင်းတော်ဖြစ်တယ်အောင်မြင်တဲ့အသင်းတော်ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒီထဲမှာတွေ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့ဒီထဲမှာနော် church planning လို့ဆောင်တဲ့သူတွေနော်ငါအသင်းတော်ကတော့ဂီတာလေးတစ်လက်နဲ့ပဲနော်ဒီဖျားကိုရှိခိုးနေရတယ်ကီးဘိုးလေးတစ်လုံးနဲ့ပဲငါတို့ဖျားရှိခိုးနေရတယ်ဆိုပြီးတော့အားငယ်ဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့အသင်းတော်ဟာနော်တမန်တရားဖမှန်ကန်ရက်တည်နေတဲ့အသင်းတော်ဖြစ်နေသလား
တကယ်ပဲပျောက်ဆုံးသောဝိညာဉ်တွေအတွက်ဝန်သားစိတ်ထားရှိပြီးတော့ပျောက်ဆုံးသောဝိညာဉ်တွေကိုတကယ်ပဲသာသနာပြုနေတဲ့အသင်းတော်ဖြစ်နေသလားမာရင်တော်တုန်တဲ့ချက်တွေကိုဖယ်ရှားပြီးတော့စစ်မှန်တဲ့တမန်တရားအတိုင်းပဲလက်လျှောက်အသက်ရှင်သောအသင်းတော်ဖြစ်နေသလားနော်အဲ့ဒီလိုမျိုးအသင်းတော်ဖြစ်နေတယ်ဆိုတော့သင်ရဲ့အသင်းတော်ဟာလူဦးရေနည်းနေပါစေသင်ဟာဘုရားရဲ့ရှင်မှာချီးကျူးခြင်းခံရတဲ့အသင်းတော်ဖြစ်တယ်အောင်မြင်သောအသင်းတော်ဖြစ်တယ်ဆိုတော့မမေ့ပါနဲ့ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့အပိုင်းရဲ့7လေးနော်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်အပိုင်းရဲ့7မှာငါဒီအလင်းမြန်လာမည်တင်းဤတရဖူကိုအဘယ်သူမျှမယူစေခြင်းဟာရရှိခဲ့ပြီးသောအရာတို့ကိုဆွဲကင်လို့ပြောပါတယ်သူတို့ကဖျားဖမမရက်တည်တယ်မာတူရာအဖြစ်အသေးခံရတဲ့သူတွေရှိတယ်ညင်ပနေစမှုခံရတဲ့အသင်းတော်ယုံကြည်သူတွေဖြစ်တဲ့ကြောင့်သူတို့အတွက်သခင်ဖျားကပြင်ဆင်ပေးတဲ့တရဖူရှိတယ်တင်းဤတရဖူကိုအဘယ်သူမျှမယူစေခြင်းဟာရရှိခဲ့ပြီးသောအရာကိုဆွဲကင်ပါဖျားခင်ကတော့သူတို့ကိုပြင်ဆင်ပေးတဲ့တရဖူရှိတယ်အဲ့တရဖူကိုသူတို့ဘာကနော်မလူယူဖို့ရန်ဆက်ပြီးတော့ထိမ့်သိမ့်ဖို့လိုအပ်တယ်ပြောချင်တာကကျွန်တော်ယုံကြည်ခြင်းပိုင်းဆိုင်ရာမှာဆက်ပြီးတော့ရှောက်လန်းဖို့လိုအပ်တယ်တမန်တရားပိုင်းဆိုင်ရာမှာဆက်ပြီးတော့အသက်ရှင်ဖို့လိုအပ်တယ်ဖြောင့်မတ်ခြင်းတရားထဲမှာကျွန်တော်ဆက်ပြီးတော့အသက်ရှင်ဖို့လိုအပ်တယ်ဆိုတာပေါ့နော်ကျွန်တော်အနေနဲ့ဖော်ပြခြင်းတယ်ပြီးတော့ငါ၏နာမတစ်ကို၎င်းထိုသူတို့အပေါ်မှာငါအခရာတင်ပြီပြောချင်တာကသူတို့အတွက်ကောင်းကင်နိုင်ငံမှာဘုရားသခင်ကအသက်စင်းစာဆောင်ထဲမှာနာမည်ရေးထားတယ်သူတို့ရဲ့နာမည်ကိုအခရာတင်ထားတယ်နော်အဲ့ဒါကြောင့်ဒီနေ့ဒီအသင်းတော်ဟာတကယ်ပဲဘုရားသခင်ဂျေနာအာရတော်အသင်းတော်ဖြစ်တယ်ဘုရားသခင်ပြင်ဆင်ပေးတဲ့တရဖူတွေကောင်းကင်နိုင်ငံမှာဒီအသင်းတော်အတွက်ရှိပါတယ်နောက်ဆုံးအနေနဲ့Philadelphiaဆိုတာကအခုနကျွန်တော်ပြောပြီးဖြစ်တယ် brotherly love နော်ညီအကိုချင်းမြတ်တာကိုပုံဆောင်ခြင်းဖြစ်တယ်နော်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေတယောက်နဲ့တယောက်ချစ်ဖို့လိုအပ်တယ်တခါလေကျတော့သူကကြတော့ငါတို့အသင်းတော်ထဲရမဟုတ်ဘူးဟိုလူကကြတော့ငါတို့ရဲ့ကိုင်းကနာမဟုတ်ဘူးဟိုလူကတော့ Pentecostalဟိုလူကတော့ Nichianဟိုလူကတော့ Reform Presbyterian Anglican ဆိုပြီးတော့ Roman Catholic ဆိုပြီးတော့ဘာဖြစ်လဲကျွန်တော်တို့ကယန်သူတစ်ဖွဲအနေနဲ့ကျွန်တော်အပြန်လှန်တိုက်ခိုက်နေကြတယ်အင်မတန်မှဝမ်းနည်းဖို့ကောင်းပါတယ်မယုံကြည်သူတွေရဲ့ရှေ့မှောက်မှာရောက်တဲ့ချိန်မှာကျတော့အရန်ပဲ spiritual ဖြစ်နေတယ်ကျွန်တော်တို့ပြန်လဲပြီးတော့အချင်းချင်းပုံသက်တွေကောင်းတဲ့အသက်ရှင်ဖို့လိုအပ်တယ်အလင်းဖို့လိုအပ်တယ်အဲ့ဒါကြောင့်ရှင်ပေါလုကတိမောသေဆီမှာပြောတဲ့အရာမှာသင်ရဲ့အသက်ရှင်ခြင်းရာဟာတဲ့ယုံကြည်သူများရှိမယုံကြည်သူများရှိမှာပုံသက်တွေဖြစ်စေပါမယုံကြည်သူတွေရဲ့ရှိမှာပဲပုံသက်တွေဖြစ်ဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းအမှုရာဟာယုံကြည်သူတွေအချင်းချင်းကြားထဲမှာလဲပုံသက်တွေဖြစ်ဖို့လိုအပ်တယ်တခြားသောယုံကြည်သူတွေကကိုယ့်ရဲ့အသက်တာကိုအသက်ရှင်ခြင်းအဖြစ်ငါလည်းသူ့လိုမျိုးသခင်ဖျားဖို့လို့ငါအသက်ရှင်ရမယ်ဆိုတဲ့ကောင်းသောပုံသက်တွေနဲ့အသက်ရှင်ဖို့လိုအပ်တယ်လို့မျိုးပဲမယုံကြည်သူတွေရှိမှမှာလဲအလင်းကိုလင်းသောယုံကြည်သူများဖြစ်ဖို့လိုအပ်ပါတယ်ကျွန်တော်အခုတလောရေဘေးတွေငလင်ဘေးတွေကျွန်တော်ကြုံတွေ့နေရတယ်တချို့ယုံကြည်သူတွေကြပြန်တော့အသင်းတော်ကိုကြော်ပြီးတော့တခြားနေရာတွေကယ်ဆယ်ရေးတွေလှုပ်ဆောင်တာတွေကျွန်တော်တွေ့ရတယ်ကိုယ့်ရဲ့အသင်းတော်ကျွန်တော်တို့ခရစ်တော်ရဲ့ကိုယ်အင်္ဂါဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေဒုက္ခရောက်နေတယ်အရာများကိုလစ်လျူရှုပြီးတော့သူတစ်ပါးရေးစီမှာပဲဘာဖြစ်လဲပုံနေတဲ့လူတွေစီမှာပဲထက်ခါကျွန်တော်တို့သွားတတ်ကြတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခရိယန်တွေအနေနဲ့လည်းကိုယ့်ရဲ့ယုံကြည်သူတွေအချင်းချင်းချစ်ချင်းမြတ်တာထားရှိဖို့လိုအပ်တယ်စာနာဖို့လိုအပ်တယ်ကောင်းသောပုံသက်တွေနဲ့အသက်ရှင်ဖို့လိုအပ်တယ်အဲ့ဒါကြောင့်မိတ်ဆွေများကျွန်တော်တို့ဒီPhiladelphiaမြို့မှာရှိတဲ့အသင်းတော်ကဲ့သို့အပြင်ပန်းဒရာမှာအားနည်းနေသောသူတွေဖြစ်နေပါစေရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ
ဆင်းရဲနေတဲ့အသင်းတော်ဖြစ်နေပါစေကျွန်တော်တို့ရဲ့အသင်းတော်ကလူနည်းစုတွေဖြစ်နေပါစေစိတ်တချဖို့မဟုတ်ဘူးအဓိကသာသနာပြုသောသူတွေဖြစ်ဖို့လိုအပ်တယ်။တခင်ဖျားရဲ့ရှိမမှာတာရုသစ္စာရှိသောအသင်းတော်ဖြစ်ဖို့လိုအပ်ပါတယ်။နှုတ်ပတ်တော်အဖြစ်အလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ။